ဒါဝင်ပေါက်လေးမှာနှစ်ပင်စင်တူပေါ့နော်နှစ်ပင်စင်တူကိတ်ဝလေးမှာထားတယ်အဲမှာဗာပင်လေးတွေထားလဲဆိုတာလိုက်ကြည့်နော်ဒီမှာတော့နေရာကျယ်တယ်နောက်အလင်းတွေလည်းတေချာရတဲ့ခါကျတော့အပင်လေးတွေကပိုများတယ်ဒီမှာရုံးဆိုတော့ဒီအလုတ်အဆင်ပြေဖို့ပေါ့နော်ဒါ lucky bamboo ခေါ်တော့ရုံးအလုတ်လုပ်တဲ့အခါမှာကန်ကောင်းစေဖို့ပေါ့နောက်ဒီမှာကျတော့အဲ့လိုလေးအချို့ဟာကျတော့အတိတ်ပဲလေးတွေနဲ့ပေါ့နော်အတိတ်ပဲလေးတွေနဲ့အပင်လေးတွေကိုဟိုစိုက်လို့ရတယ်ထားလို့ရတဲ့အပင်လေးတွေဆိုအဲ့ဒီအတိတ်ပဲလေးတွေနဲ့ပဲထားဖြစ်သွားပေါ့ဆိုတော့ဒါကတော့lucky bamboo ပေါ့နော်အလုံးမှာကန်ကောင်းအောင်ပေါ့အဆင်ပြေအောင်ပေါ့အဲ့လိုမျိုးလေးဒီမှာစိုက်တယ်ဟိုဘက်မှာကျတော့အလှပေါ့နော်ဟိုမှာကျတော့ရှားလက်ဝါအပင်ကြီးတစ်ခါတည်းဒီဟာကျတော့အပင်ကြီးဝယ်လို့ရသွားတာနဲ့နေရာနဲ့ကကွက်တိဖြစ်သွားဆိုတော့ဒီမှာတော့အရန်လှတယ်အိုးလေးနဲ့အပင်လေးနဲ့ဟိုဘက်မှာလည်းရှားလက်ဝါထားတယ်နောက်အပင်သေးလေးတွေထားတယ်အမှန်ကတော့လေပထမတစ်ခေါက်ကဒီမှာစင်ကြီးနဲ့အဲ့လိုစင်တွေရှိတော့အဲ့စင်လေးတွေမှာအပင်သေးသေးလေးတွေထားလိုက်သေးတယ်ဒါပေမဲ့သူတို့ကကိုစိုက်နေတန်းလမ်းမှာပဲ decoration ပြောင်းသွားတဲ့ခါကျတော့ကိုအပင်လေးတွေလည်းနည်းနည်းပြောင်းသွားပါတော့ဆိုတော့လောလောဆယ်တော့ဒီအပင်ကြီးလေးတွေပဲနေရာဒီလိုအတီတကြလေးဖြစ်သွားတယ်အပင်သေးလေးတွေကတော့ decoration ပေါ်မှာမူတည်ပြီးတော့ရွှေ့သွားကြတာပေါ့လောလောဆယ်ဒီနားလေးတွေရောက်သွားတယ်ဟုတ်တယ်အဲဆိုအထဲဆက်ကြည့်မယ်နော်ဆိုရုံးကအရန်ကျယ်တော့နေရာမှာလိုက်ဖြန့်ပြီးတော့အပင်တွေထည့်ထားတာဆိုတော့လိုက်ကြည့်လိုက်နော်ဒါလေးကအစတော့တမွန်တို့အပင်လေးတွေထည့်ထားတာဒီနေရာလေးတွေမှာလေဟိုခုနလိုပေါ့နော်ဟိုဒီအပင်တွေလာမထည့်ခင်မှာတက်မှာရုံးနေရာကိုကြည့်ပြီးတော့သူတို့ရုံးမှာသူတို့ထားတဲ့ပုံစံပေါ်မူတည်ပြီးတော့ဘယ်နေရာမှာဘယ်အပင်တွေထားလို့ရလဲပေါ့နော်ရင်လာကြည့်သေးတယ်လေအဲ့တော့ကျတော့ဒီစင်လေးတွေကဟိုဘက်တောင်မှာအခန်းဘက်မှာဒါလေးတွေကဘာမှမရှိဘူးဟိုအပင်အတုလေးတွေပဲထားတော့ကိုစစ်ကအပင်အတုတွေအကုန်လုံးဖဲတဲ့အဆက်တွေအကုန်ထားပေးရဲဆိုတဲ့အခါကျတော့ဒီစင်နဲ့လိုက်အောင်အိုးတွေရောပင်တွေရောလိုက်ထည့်တာပေါ့နော်ဒါပေမဲ့ဟိုစိုက်နေတဲ့အချိန်တွေကြာသွားတဲ့ခါကျရုံး decoration ပြောင်းသွားပြီးတော့သူပစ္စည်းလေးတွေထားမယ်ဆိုတော့ပစ္စည်းလေးတွေနဲ့အပင်လေးတွေနဲ့အဲ့လိုရောတာပေါ့နော်အဲ့ခါကျတော့ပစ္စည်းလေးတွေလည်းမြင်ရတယ်အပင်လေးတွေနဲ့ဆိုတော့ပြင်းစရာတိတ်မကောင်းပေါ့နော်ကိုပစ္စည်းလေးမြင်ရတယ်အပင်လေးတွေနဲ့ဆိုတော့စိတ်လန်းတာပေါ့နော်ဒီညာလေးတွေတော့အဲ့လိုပစ္စည်းလေးတွေနဲ့အပင်လေးတွေနဲ့ထားဖြစ်သွားတာပေါ့ဒါလေးတွေနဲ့ဒီမှာအိုးအကြီးလေးတစ်လုံးပေါ့အဲ့လိုမျိုးလေးပေါ့ဒီမှာအရင်လှတဲ့နေရာလေးဒီစင်လေးကအဲ့လိုအပင်လေးတွေချိတ်ဖို့အတွက်ကိုဒါလေးထားပေးတာပေါ့နော်လေကနေလဲဟိုလက်ရမ်းမရှိတော့ပြုံးမကြအောင်ပင်လေးတွေနဲ့လဲလှအောင်ပေါ့နော်အဲ့လိုမျိုးလေးလုပ်ထားဒါလေးတွေကတော့အကျန်းခံတဲ့အပင်လေးတွေထားပါတော့ဘာလို့ဆိုတော့ဒီမှာက lighting တိတ်မရှိဘူးနောက်ပြီးတော့နည်းနည်းပူရဲ moisturizer မရှိတဲ့ခါကျတော့အပင်တွေကတိတ်ဒီနေရာမှာတိတ်မကြိုက်ဘူးပေါ့နော်ဒါလေးတော့အကျန်းခံတယ်ခုဒါလေးထားကြည့်တော့အဆင်ပြေတယ်ဒါအရန်အုံတွေကြီးလာပြီးတော့လှလာတယ်ဒါလေးဆိုအညွန့်လေးတွေထွက်လာတယ်ဆိုတော့အဆင်ပြေရပေါ့နော်နောက်ပြီးတော့ lighting ကလည်း day light လေးလုပ်ပေးထားတယ်ဟိုမှာကဝါသနခါဆိုလားအဲ့ဒါလေးကလည်းဟိုနည်းနည်းကြမ်းခံတဲ့ဟာပေါ့အရင်တော့ကဒီမှာဒီဟာရဲ့အနောက်မှာနောက်တစ်မျိုးထားတယ်ဒါပေမဲ့နှစ်မျိုးကတော့အစမပြေလို့ပြန်ဖယ်လိုက်ရတယ်ဒီမှာကမှောင်တာရောနောက်အဲ့လိုအလင်းမရတော့ဟိုမရှင်ဘူးပေါ့နော်
direct sunlight တော့မကြဘူးဒါပေမဲ့အရန်ကိုမှောင်တယ်ပြီးတော့ပူတာဆိုတော့မရအောင်အဲ့နဲ့အပင်တွေကပြန်လဲရတယ်ဆိုတော့ဒါလေးကတော့ဆက်ဆက်ချင်းထားတော့ကလေးကအဆင်ပြေတယ်ဟိုအနောက်ကတော့ပြန်လဲလိုက်ရတယ်နောက်ပိုင်းကျရင်တော့ဒီအပေါ်လေးမှာပဲထပ်ချိန်ပါအောင်နော်အခုလောလောဆယ်တော့ဟိုအပင်တွေတချို့ကရှင်တယ်မရှင်ဘူးရှိတဲ့ခါကျတော့ဟိုအစင်ပြေမဲ့ဟာလို့အရင်ထဲကြည့်ပေါ့နော်နောက်ပိုင်းကြည့်ပြီးတော့နောက်အပင်လေးတွေပျော်ရဲရှင်တယ်ဆိုလို့ရှင်တော့ထပ်ထက်မှာပေါ့နော်တန်းတွေကအများကြီးရှိသေးတယ်နောက်ပြီးတော့ဒီဘက်မှာကျတော့ငကဆက်လေးလေကားမှတင်ထားတယ်ဒီနားလေးကကိုစစ်ကပြောထားတာ तू ကလုံးဝဟိုအပင်တွေအများကြီးနဲ့အုံတက်ကြီးဖြစ်ချင်တာဒါပေမဲ့ဒီမှာက lighting မရှိတာရယ်နောက်ဟိုဘက်ကworkshop ရှိရဟိုဘက်မှာအဲ့ဒီကအဖုံတွေအနက်တွေအဲ့ဒါတွေကရှိတော့အပင်တွေဟိုတော်တော်များများတိတ်အဆင်မပြေဘူးဖြစ်နေရယ်အဲ့တော့ငကဆက်ကကြတော့ဘယ်နေရာထားအဆင်ပြေတယ်ရေတွေနေတွေကတိတ်တူတော့ပြဿနာမရှိဘူးเนาะအနက်အရန်ဆုပ်တဲ့ခါကျတော့ငကဆက်တွေကဒီမှာထားတယ်ဆိုတော့ဒါကဒီနေရာရဲ့ subject လေးပေါ့เนาะဒီနေရာမှာထားတဲ့အပင်လေးတွေပေါ့ဆိုတော့အပေါ်မှာရှိသေးတယ်တစ်ချက်လိုက်ကြည့်နော်ဒါတော့ပေါ်ထက်ခန်းဝင်ပေါက်မှာဒီမှာစလူပင်ပေါ့နော်အဲ့ဒါထားတယ်သူကနေရာရမ်းကျဲတော့အပင်ကြီးကနေမှလှမှာဆိုတော့အပင်ကြီးထားပေးထားတယ်ပထမတစ်ခေါက်တော့ကျတော့အောက်ကဟို lucky bamboo လေအဲ့ဒီပင်လေးထားအဲ့ဒါလေးကျတော့အရန်သေးနေလို့ပြန်ရွှေ့ထားအဲ့လိုမျိုးပေါ့ကိုလည်းဟိုခုမှစလောက်တာဆိုတော့အဲ့လိုစင်ပြေမလားမပြေဘူးလားအဲ့လိုမျိုးလေးအပင်လိုက်ကိုထည့်ကြည့်ပြီးတော့မှလိုက်လောက်ရတာပေါ့နော်ဆိုတော့လောလောဆယ်တော့ဒီဟာလေးကတော့စင်ပြေသွားတာပေါ့နော်အပင်အကြီးနဲ့ဝင်ပေါက်မှာလှရပေါ့ဒါလေးတွေကအသေးလေးတွေသူရုံးရမ်းကျဲတော့အများကြီးထည့်ရမှာဒါပေမဲ့အဆင်မပြေဘူးဘတ်ဂျက်ရှိရဲ့အဲ့ဒါကြောင့်လို့နည်းနည်းလေးတွေပဲထည့်ထားပေါ့ဆိုတော့ဟိုဘက်မှာရှိသေးတယ်ဒီမှာကျတော့ဒီမေရော်ကမုံနဲ့ဒီကြောက်စင်း agri ခေါ်တာပေါ့နော်ဟိုဘက်ကဘိုးတော်ဖြူတယ်ဒါလေးတွေကျတော့ဟိုအရန်နေအလင်းမရလဲရပါပေါ့နော်ဒီအချိန်လောက်နဲ့လည်းအဆင်ပြေတယ်နေတိတ်ပြစရာမလိုရေလည်းဟိုတိတ်ပြီးတော့ဂရုစိုက်စရာမလိုဘူးပေါ့နော်နောက်မေရော်ကမုံကျတော့ပွင့်လို့ရှိရင်အရန်မှုရဆိုတော့မှဖျားခန်းလေးနဲ့စင်ပြေတော့နော်ပန်းအနက်မှုလေးနဲ့ဆိုတော့အဲ့လိုကြီးပဲပြီးတော့ဒီနားမှာဒီပင်လေးတွေထားတာပေါ့နော်ဟိုဘက်မှာကျတော့ကိုစစ်ရုံကိုစစ်စပွဲရှိလေးမှာပေါ့ဘာပင်လေးထားလဲဆိုတော့လာကြည့်ပါဦးဒါတော့ကိုစစ်စပွဲနေရာပေါ့သူကတော့ဒီမှာဒီပင်လေးထားပေးရဒီမှာကျတော့ lighting လေးတွေရတယ်ဒီအပြင်က lighting ရှိတဲ့ခါကျတော့စင်ကိုဘာနာပင်ကlighting ကြိုက်တယ်lighting ကျတော့ဒီမှာထားကြည့်ရပါတော့နေရအဆင်ပြေလားမပြေလားဒီအပင်ကဒီလောက်အလင်းရောင်နဲ့ဒီနေရာနဲ့အဆင်ပြေလားမပြေလားဆိုတာထားကြည့်ရပေါ့ဒါကတော့ကိုစစ်ကြိုက်တဲ့အပင်ပေါ့နော်အပင်ကနည်းနည်းရှားတော့စိတ်တိုင်းတော့မကြောက်ဒါပေမဲ့သူကြိုက်တဲ့အပင်လေးထားလိုက်ရတယ်သူကြိုက်တဲ့အိုးလေးပေါ့ကိုစစ်ကအပြာအောင်ကြိုက်တော့အပြာအိုးလေးနဲ့ထားပေးထားပေါ့ဆိုတော့ပါပဲအများကြီးထားစရာအများကြီးထားလို့မရဘူးပေါ့နော်ပကြီးတွေရောသူ့ပစ္စည်းတွေရောရှုပ်နေတော့နည်းနည်းပဲအပင်လည်းနည်းနည်းလေးပဲထားလို့ရပါပေါ့ဒါတွေကတော့ဒီရုံးမှာပေါ့နော်ကိုစစ်ရဲ့ရုံးမှာတမအပင်လေးတွေထားပြီးတော့ရုံးအလှဆင်တာပေါ့နော်ဒါကတမအတွက်လည်းပထမဆုံးပဲဒီလိုအပင်တွေစိုက်ပြီးတော့ decoration တွေဆင်တာတမအတွက်ဒါပထမဆုံးမှာအိမ်မှာကျတော့ဒီကိုဗစ်အစမှာအပင်လေးတွေစိုက်ရင်းနဲ့ဝါသနာပါလာတယ်
ရင်တော့ရှူတင်နေနေဆိုတော့အိမ်မှာလည်းတိတ်မနေဖြစ်ဘူးတော့အဲ့အပင်စိုက်တာစိတ်တော့ဝင်စားတာတိတ်မလုပ်ဖြစ်ဘူးပေါ့အခုကျတော့အဲ့ကိုဗစ်ကနေစပြီးတော့အပင်လေးတွေစိုက်လာရင်းနဲ့ဟိုစိတ်ဝင်စားပြီးတော့ဟိုစိုက်ဖြစ်နေရပေါ့နော်ဒါပေမဲ့ကိုကကျွမ်းကျင်တဲ့သူမဟုတ်တဲ့ခါကျတော့စိုက်လိုက်သေးလိုက်ပေါ့နော်စိုက်သေးကိုင်းပေါ့အခုနောက်ပိုင်းကျတော့အဲ့လိုစိုက်ရင်နဲ့တချို့အပင်လေးတွေအကြောင်းနားလေလာတယ်နည်းနည်းလေးစိုက်တက်လာတယ်လို့ပြောရမှာပေါ့နော်အဲ့လိုမျိုးလေးဆိုတော့အခုကိုစစ်ကလည်းသူ့ယုံမှာဟိုအပင်လေးတွေထားချင်တယ်လှုပ်ပေးနိုင်မလားဆိုတော့လှုပ်ချင်တယ်ပေါ့ဒါကိုကလည်းအဲ့လိုအိမ်အလှဆင်တာကိုလည်းဝါသနာပါတယ်အပင်စိုက်တာလည်းဝါသနာပါတယ်ဆိုတော့အဲ့နဲ့လှုပ်ပေးကြည့်မယ်လို့ပြီးကိုကလည်းအဲ့လိုဟိုယောဂနဲ့အများအားဒီယောဂနဲ့ပဲနှပန်းလုံးပြီးတော့စိတ်တက်ကြနေတာစိတ်ညစ်နေတာအဲ့လိုမျိုးတွေဖြစ်နေတာထက်ဆိုင်တော့အဲ့လိုနိုင်တလောက်လေးတွေပေါ့အဲ့လိုမျိုးလေးနဲ့ဟိုလုံးမယ်ပေါ့ဆိုတော့အချိန်လည်းအများကြီးယူရတယ်တမို့လာနဲ့ချီကြတယ်တချို့အပင်တွေဆိုစိုက်နေနဲ့မရှင်တော့ဘူးတချို့ပင်တွေဆိုမရှိတော့ဘူးအဲ့လိုမျိုးပေါ့နောက်နေရာပေါ်မူတည်ပြီးတော့တချို့အပင်တွေကစင်ပြေတဲ့တချို့အစင်မပြေဘူးအဲ့လိုမျိုးလေးတွေရှိတယ်ဆိုတော့ဒီစိုက်နေနဲ့ပဲအပင်လေးတွေလဲလိုက်ဟိုပြန်ထဲလိုက်လောက်ရတာပေါ့နော်ဆိုတော့တမို့လာနဲ့ချီကြတစ်လကျော်2လလောက်ကြာသွားတယ်ဘာလို့ဆိုတော့ဒီနေ့တရက်စိုက်တယ်နောက်တရက်2ရက်လောက်ကိုနားရတယ်ဟိုခါလေကြာရင်ဟိုအပင်တွေလိုက်ဝယ်ရင်းနဲ့တမို့ဒီအပင်တွေစလောက်တော့ဆိုရင်ဒီမိုးရင်းမရောက်သေးဘူးဆိုတော့နေရမ်းပူတဲ့ချိန်ဆိုတော့ကိုအပင်တွေလိုက်ဝယ်အိုးတွေလိုက်ဝယ်တဲ့ချိန်မှာအပင်တွေအရန်ပူတယ်ဆိုတော့ကိုကနေနဲ့ထိလို့မရတဲ့သူဆိုအဲ့အပူဒဏ်တွေကြောင့်ဒီနေ့လိုက်ဝယ်နောက်2ရက်3ရက်ကိုနေမကောင်းဖြစ်တယ်နားရတယ်အဲ့လိုမျိုးဆိုတော့ဒီအပင်စိုက်တာဒီ decoration လုပ်တာတမှုတို့အချိန်အများကြီးကုန်တယ်ဒါပေမဲ့ကိုစိတ်ပါတဲ့ဟာဝဒနာပါတဲ့ဟာဆိုတော့ပျော်နေတာပေါ့နော်အခုဒီလိုမျိုးရုံးမှာအလှလေးဆင်ပြီးတော့လှသွားတယ်ဆိုရင်ကျေနပ်သွားတယ်ဒါပေမဲ့ရုံးကအရန်ကျယ်လို့တော့ကိုထည့်ထားတဲ့အပင်လေးတွေကအခုဒီလိုမျိုးအပင်ကြီးဆိုရင်တော့ဟိုရုံးနဲ့ထင်းကနေမြင်ရတာပေါ့တချို့ကြတော့အဲ့လိုဟိုအပင်နည်းနည်းသေးတာတွေပါဆိုတော့မမြင်ရဘူးပေါ့နောက်ပြီးတော့ရုံးကအရန်ကျယ်တော့ဟိုနားတစ်ကွက်ဒီနားတစ်ကွက်အပင်လေးတွေထဲတော့အရန်ကျယ်ပြန့်သွားပါတော့ဆိုတော့ဒီနေရာလေးကတော့အပင်လေးတွေကြီးရယ်နောက်အဲခန်းလေးနဲ့ဆိုတော့နည်းနည်းလှသွားတယ်ပေါ့ဆိုတော့ခုနကြည့်သလိုပေါ့နော်ကျန်တဲ့နေရာလေးလည်းအပင်လေးတွေဒါရိုက်ပြထားရတယ်ပေါ့ဆိုတော့ဟိုဒါတမွန်တွခုနပြောလို့ပထမဆုံးလေးဆိုတော့စင်ပြေတာလေးရှိမယ်မပြေတာလေးရှိမယ်ဆိုတော့မပြေတာလေးတွေကိုဖြည့်ပြီးတော့ကြည့်ပေးပါလို့ပြောချင်ပါတယ်ဒါလေးကတော့ဒါဝဒနာပါတာလေးပေါ့နော်တမွေဝဒနာပါတာလေးကိုလှုပ်ဖြစ်တာလေးပါအပရိယတ်ကျေးဇူးများတင်ပါတယ်